ခုတခါ CBSC ကိုထပ်မံမေးခွန်းလေးမေးခွန်းပြုပါဆရာဟုတ် ASPGB အတွက် stock ဈေးကွက်တွေကိုစတင်ဝင်ရောက်လာတဲ့အခါမှာယင်းနှိမ့်မြုပ်နှံသူတွေရဲ့ရေရှည်ယုံကြည်မှုကိုရရှိဖို့အတွက် Financial Registration Advisor အဖြစ် CBSC အနေနဲ့ဗဏ္ဍာရေးဆိုင်ရာစာရင်းဇယားများကိုတောင်းတင်းခိုင်မာအောင်ဘယ်လိုများကူညီဆောင်ရွက်ပေးခဲ့ပါသလဲဆရာအဲ့ဒါပြင် Financial Help ဖြစ်ဖို့အတွက်ကုမ္ပဏီတွေအတွက်ဘယ်အချက်ကဖြစ်အရေးကြီးဆုံးအချက်ဖြစ်မယ်လို့ဆရာအကြံပြုဆွေးနွေးခြင်းပါလဲရှင်ကျွန်တော်တို့ CB Securities နေနဲ့ဒီ ASPGB ကိုကျွန်တော်တို့စတင်ပြီးတော့လက်ခံဆောင်ရတဲ့အပိုင်းမှာတော့ကျွန်တော်တို့ကုမ္ပဏီရဲ့ဒီဘဏ္ဍာရေးစင်းရှင်းသားတွေကိုကျွန်တော်စတင်ပြီးတော့ review လုပ်ခဲ့တဲ့အပိုင်းတွေရှိပါတယ်။သူတို့ရဲ့ဖြတ်တန်းလာခဲ့တဲ့3နှစ်ပေါ့နော်။လွန်ခဲ့တဲ့3နှစ်ကာလကနေပြီးတော့ဒီဘက်ကိုဖြတ်တန်းလာခဲ့တဲ့ကာလရဲ့စင်းရှင်းသားတွေကိုကျွန်တော်တို့ review လုပ်ခဲ့ပါတယ်။ review လုပ်တဲ့အခါမှာလည်းသူတို့ဘက်မှာလည်း external audit ပေါ့နော်မြန်မာနိုင်ငံဒါ CBA လက်မှတ်ရဒါ external auditor တွေကသူတို့ထောက်ခံတင်ပြထားတဲ့စစ်ဆေးပြီးသားစီးရင်တွေကိုအခြေခံပြီးတော့ကျွန်တော်တို့ကပြန်လည်ပြီးတော့ review လုပ်ခဲ့တဲ့အပိုင်းတွေရှိပါတယ်။ဘဏ္ဍာရေးစင်းရှင်းသားတွေတောင့်တင်းဖို့အခြေခံအချက်တွေရှိတာပေါ့နော်ဒီအခြေခံအချက်အချို့တော့ကျွန်တော်တို့ကုမ္ပဏီဘက်ကတာဝန်ရှိတဲ့ဒီစီးရင်ကိုင်းတို့ CFO တို့ကျွန်တော်တို့တချို့ဟာတွေကိုတော့အကြံဉာဏ်ပေးခဲ့ရတယ်ရှိပါတယ်။အထူးသဖြင့်တော့ကျွန်တော်တို့ကဒါအဓိကအဖြစ်တော့ဒီဘဏ္ဍာရေးရှင်းသားတွေတောင်းတင်းခိုင်ဖို့အဓိကအကျဆုံးအချက်ကတော့ကိုယ်ကုမ္ပဏီအတွင်းမှာရှိတဲ့ internal control စနစ်ပဲဖြစ်ပါတယ်ဒီ internal control စနစ်ကိုတောင်းတင်းခိုင်မာဖို့ပေါ့နော်ဥပမာအသုံးစရိတ်တစ်ခုဆိုရင်ဘယ်လိုသုံးစွဲမယ်ဘယ်လိုသုံးစရိတ်မျိုးဆိုဘယ်လိုသုံးစွဲမယ်ဝင်ငွေတွေဆိုရင်ဘယ်လိုစင်းတွေကိုထည့်သွင်းမယ်အမောင်းဘယ်လောက်ရပြီဆိုတာနဲ့ဘာမှထားမယ် cash in hand ကိုဘယ်လောက်ထားမယ်ဆိုတော့အပိုင်းလေးကိုအကြံပြုခဲ့ရရှိပါတယ်နောက်တစ်ခါ internal audit ပေါ့ internal control စနစ်ကြီးငြိမ်သွားပြီဆိုရင် internal audit ကသူတို့ pass ဖြစ်မှဒီလို transaction ကိုလုပ်လို့ရမယ်စနစ်မျိုးတွေကိုလည်းကျွန်တော်တို့အကြံပေးခဲ့ရရှိပါတယ်အဲ့ဒါပြီးရင်တော့ဆက်လက်ပြီးတော့သူ့ရဲ့အထက်မှာတော့ကျွန်တော်တို့ဒီ internet audit ပြီးသွားရင်တော့ကျွန်တော် audit committee ပေါ့ audit committee ကတော့ဒါ Security Commission ရဲ့ထုတ်ပြန်ထားတဲ့တင်မြင့်ဆောင်2020ပေါ့ဒါဒီ corporate governance ပတ်သက်တဲ့ဒီပြဋ္ဌာန်းချက်မှာလည်းပါပြီးသားပါဒီ audit committee ရဲ့အပိုင်းနေနောက်တစ်ခါindependent director ခံထားပြီးတော့ဒီ audit committee ကိုဥက္ကဋ္ဌအနေနဲ့ဆောင်ရွက်ဖို့အပိုင်းကိုလည်းကျွန်တော်တို့အကြံပြုခဲ့ရတာရှိပါတယ်။အားပြီးတော့မှသူတို့ထွက်ရှိလာတဲ့ financial reporting တွေကိုဒီ internal audit ကနေတစ်ဆင့် audit committee နဲ့ညှိနှိုင်းပြီးတော့ board ကိုဘယ်လိုကျွန်တော်ဖြတ်သန်းရမယ်ဆိုတဲ့အပိုင်းတွေလည်းကျွန်တော်တို့ပြောရတာရှိပါတယ်။အဲ့တော့ company အနေနဲ့ကတော့ငကိုတွေကလည်းဒီတက်တန်းတော်တော်ကြာဖြတ်သန်းခဲ့ရတဲ့ company ဖြစ်တဲ့အတွက် financial ဘိုင်းကတော့ကျွန်တော်တို့ကအများကြီးတော့သွားပြီးတော့ကျွန်တော်တို့လုပ်ခဲ့တာမရှိပါဘူးနည်းနည်းချောမွေ့သွားရုံလောက်ပဲကျွန်တော်အနေနဲ့အကြံပေးရတာရှိပါတယ်ထို့ပြင်တော့ဒီ ASPGB လို့အခြားကုမ္ပဏီကြီးတွေ stock ဈေးကွက်ကိုဝင်လာဖို့ပြင်ဆင်ပြီဆိုရင်တော့ကုမ္ပဏီအနေနဲ့ဒါဒီဘဏ္ဍာရေးပိုင်းကတော့ဒါအဓိကဆောင်ရမယ်အချက်ပဲဖြစ်ပါတယ်အဓိကပြင်တော့ process ပေါ့နော် listing ပဲတော့ဒီကျွန်တော်တို့ဒီ PAB ပဲတော့ကုမ္ပဏီတွေကြာမြင့်တဲ့အပိုင်းခက်ခဲတဲ့အပိုင်းကတော့ဒီကုမ္ပဏီရဲ့ဒီ access တွေပေါ့ကုမ္ပဏီရဲ့ပိုင်ဆိုင်မှုတွေကိုဘယ်သူကပိုင်လဲဆိုတဲ့အပိုင်းတွေကျွန်တော်ပြန်ပြီးတော့ review လုပ်ရရှိပါတယ်အဲ့တော့ဒီကုမ္ပဏီတစ်ခုရဲ့မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းကိုဒီအများပိုင်ကုမ္ပဏီနာမည်နဲ့ပဲကျွန်တော်ကပိုင်ဆိုင်ရမှာဖြစ်ပါတယ်ကုမ္ပဏီတူတယောက်တစ်ထည်တယောက်ကပိုင်ဆိုင်တာမျိုးတွေမဖြစ်ရဘူးပေါ့နော်အဲ့လိုဒီ legal entity ဘိုင်း review လုပ်တာတွေကတော့ဒါတော်တော်လေးကိုကျွန်တော်ကလုပ်ရတဲ့ဘိုင်းရှိပါတယ်အဲ့မှာကုမ္ပဏီနာမည်ကြီးနဲ့မပိုင်မဲနဲ့personal နဲ့ပိုင်နေတယ်ခုနတော့ကြီးခင်ဆိုရင်လည်းပြောခဲ့သလိုပေါ့နော်အဲ့ဒါကိုလိုက်ပြီးတော့ကျွန်တော်ကရှင်းလင်းရတဲ့ဘိုင်းကတော်တော်လေးကြာပါတယ်အဲကြောင့် stock ရှင်းကိုဝင်ကျင်တဲ့ကုမ္ပဏီအနေနဲ့တော့ခုနပြောတဲ့ဒီကုမ္ပဏီပိုင်ဆိုင်တဲ့မရွှေ့ပြောင်းနိုင်တဲ့ access တွေကိုကျွန်တော် legal entity ဖြစ်အောင်ပြောင်းရမယ့်အပိုင်းတွေကတော့အချိန်ယူရတဲ့အတွက်အခုတည်းကကြိုတင်ပြီးတော့ဒါတွေပြင်ဆင်ထားဖို့လိုအပ်ပါတယ်ဒီဘဏ္ဍာရေးပိုင်းဆိုတော့မြန်မာနိုင်ငံစင်းစစ်စင်းကိုင်းစံနေရှိပါတယ်နောက်နိုင်ငံတကာလိုက်နာကျင့်သုံးရမယ့်စင်းစစ်စင်းကိုင်းစံနေရှိပါတယ်အဲ့စံတစ်ခုတည်းကတစ်ခုခုနဲ့ညင်ညွန့်အောင်လို့ငကိုတည်းကကြိုတင်ပြီးတော့ရေးဆွဲထားမယ်ဆိုရင်တော့ပို့ပြီးတော့အမြန်ဆန်မဲ့အနေအထားကိုတွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ taxation ဘိုင်းပေါ့ကုမ္ပဏီအနေနဲ့နိုင်ငံတော်ကိုအခွန်ပေးဆောင်တော့အပိုင်းမှာလည်းကုမ္ပဏီဘက်ကစီးရင်စရာတွေမှန်ကန်တယ်ဆိုတော့ taxation ဘိုင်းမှာလည်းကျွန်တော်ကအချိန်ကြာမြင့်စရာအကြောင်းမရှိပါဘူး taxation ဘိုင်းတွေမှန်ကန်အောင်ပေါ့နော်ပုံမှန်လေးအခွန်တွေဆောင်ခဲ့မယ်ဆိုရင်တော့ကုမ္ပဏီအနေနဲ့ဒီ stock ရုံတက်တဲ့ခါမှာ
ဘန်ဒါရေးပိုင်းကအဓိကပဲဘန်ဒါရေးပိုင်းမှာ strong ဖြစ်သွားပြီပြင်ကျန်တဲ့အပိုင်းတွေကကျွန်တော်လိုက်ပြီးတော့တချို့အရာပြင်ဆင်ရတာလွယ်ပါတယ်အဲ့တော့ဘန်ဒါရေးပိုင်းမှာဒီစင်းပိုင်းပေါ့နော်စင်းပိုင်းနဲ့ဘန်ဒါရေးပိုင်းမှာကြာမြင့်နေမယ်ဆိုတော့ကုမ္ပဏီနဲ့ဒီတော်တော်လေးကိုအချိန်ပေးပြီးတော့ဈေးကွက်ကိုရောက်ဖို့အချိန်ယူရမှာဖြစ်ပါတယ် stock exchange ကိုလာဖို့ပြင်ဆင်တဲ့ကုမ္ပဏီပဲဖြစ်စေမလာခြင်းတဲ့ကုမ္ပဏီပဲဖြစ်စေအဓိကတော့ဒီ financial ဘိုင်းကို strength ဖြစ်အောင်သူတို့ငကိုတွေကကြိုတင်ပြင်ဆင်ထားမယ်ဆိုရင်အဲ့ချင်းကိုလာသည်ဖြစ်စေမလာသည်ဖြစ်စေကုမ္ပဏီအနေနဲ့ဒါဒီကောင်းမွန်တဲ့ဒီ smart ကြတဲ့ကုမ္ပဏီတစ်ခုဖြစ်လာမှာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးပါဆရာအခုလိုအကြံပေးသုံးသပ်ဆွေးနွေးသွားကျေးဇူးတင်ပါတယ်ရှင်ခုတခါ ASPGB ကိုမိကုန်းလေးထပ်မံမေးချင်ပါတယ်ရှင်ဟုတ်ဆရာမင်္ဂလာပါရှင်ဟုတ် PLB ကိုဝင်ရောက်ပြီးတော့ကုမ္ပဏီရဲ့စုရှယ်ယာတွေကိုရောင်းဝယ်ပြုလုပ်နေတဲ့အတွက်ကြောင့်မို့ကုမ္ပဏီအနေနဲ့ reputation ကောင်းတဲ့ကုမ္ပဏီဖြစ်ရပ်တည်နေတာကိုတွေ့ရပါတယ်ဆရာဒါကြောင့်မလို့ဆရာတို့အနေနဲ့ preparing today ဆိုတဲ့အတိုင်းကုမ္ပဏီကိုဝင်ရောက်ဖို့အတွက်ဘယ်လောက်ကာလများကြိုတင်ပြင်ဆင်ခဲ့ရပါလဲအချိန်ကာလအဖြစ်ဘယ်လောက်များကြာပါလဲဆရာဒါအပြင် ASPGB ရဲ့ဒီ journey of pre-listing ပေါ့နော် pre-listing ပုဂ္ဂိုလ်ဝင်ရောက်တဲ့အတွက်ကြောင့်မို့တွေ့ကြုံခဲ့ရတဲ့အခက်အခဲတွေရဲ့အတွေ့အကြုံတွေရဲ့စိန်ခေါ်မှု challenges တွေကဘာတွေများဖြစ်မလဲလို့ဆွေးနွေးပေးပါအောင်ဆရာကျွန်တော်တို့ PLB listing book ကိုဝင်ဖို့ပေါ့ prepare လုပ်တဲ့ကာလပေါ့ဆရာတက်တို့ CB security နဲ့ကျွန်တော်တို့ contract ချုပ်ပြီးတဲ့နောက်ပိုင်းကျွန်တော်တို့6လ10လလောက်ကျွန်တော်တို့ပြင်ခဲ့ရတာပေါ့ဒါလည်းခုနကဆရာတက်ပြောသွားပါတယ်ဟုတ်ပါလဲဆိုတော့အမှန်ဆိုတော့6လလောက်ပေါ့သို့တော်ညာလဲ तू ကဘိန်းပုတ်ကိုဝင်နိုင်အောင်ဆိုတဲ့စေတနာထားပြီးတော့လှုပ်လိုက်တော့ကျွန်တော်တို့ကမပြည့်စုံအောင် तू လည်းကြိုးစားလုပ်တော့ကျွန်တော်တို့totally တော့ကျွန်တော်တို့6လ10လလောက်ကျွန်တော်တို့ PAB ဝင်ဖို့ကြာသွားပါတယ် preparing today ဒီနေ့ panel discussion လဲဟို preparing today leading tomorrow ဆိုတာဟို preparing အနေနဲ့ကျွန်တော်တို့ကဒီ PAB မှာမဝင်ခင်ကတည်းကကျွန်တော်တို့ရဲ့ဘာသာကုမ္ပဏီကဒီဘဏ္ဍာရေးဆိုင်ရာဒီမှာရော management ဘိုင်းမှာရောအတွေ့အကြုံတော်တော်ရင့်တဲ့ကုမ္ပဏီပဲလေသူတို့အနေနဲ့ကတော့အတတ်နိုင်ဆုံးမဝင်ခင်ကတည်းကဘဏ္ဍာရေးဘိုင်းမှာရောတော်တော်ကိုလှုပ်ထားပါတယ်သို့တော်ညာလဲPAB ကိုကျွန်တော်တို့ဝင်မယ်ဆိုတဲ့အချိန်ကြတော့ကျွန်တော်တို့ရဲ့ regulator တွေဖြစ်တဲ့ SCCN ရော YSA ဆိုရဲ့ဟို requirement ပေါ့နော်ဒါနဲ့ meet ဖြစ်အောင်တချို့ဟာလေးတွေကိုကျွန်တော်တို့ပြောင်းခဲ့ရပါတယ်အခုကျွန်တော်တို့ financial ဘိုင်းတွေရောခုနကဆရာတက်ပြောသလိုပေါ့ international audit ဟာလာတမတ်ချက်တွေဘာတွေဒါတွေအကုန်လုံးကိုကျွန်တော်တို့အတတ်နိုင်ဆုံးကျွန်တော်တို့အခုစူးစမ်းပြီးပြောင်းခဲ့ရပါတယ်နောက်တစ်ခါဒီ requirement နဲ့ညီအောင်ဆိုပြီးတော့ကျွန်တော်တို့ဒီ governance ပိုင်းဆိုလဲဒီ corporate governance ဖြစ်အောင်လေကျွန်တော်တို့ရင်တော့ကျွန်တော်တို့ BOD ဆိုရင်ကျွန်တော်တို့ BOD members နဲ့ပဲအခုနောက်ပိုင်းကျွန်တော်တို့က independent director ကျွန်တော်တို့ထည့်ပြီးဖွဲ့ပြီးတော့လောက်ရတာမျိုးတွေကျွန်တော်တို့တော်တော်လုပ်ခဲ့ရပါတယ်နောက်တစ်ခါကျွန်တော်တို့ရဲ့ share holder တွေတူးချင်းစီရဲ့ taxation ပေါ့ခုနကဆရာတို့ပြောတဲ့အပိုင်းเนาะသူတို့အခွန်နဲ့ပတ်သက်ပြီးကင်းရှင်းကြောင်းဖြစ်အောင်လေနောက်တစ်ခါဒီ access တွေနဲ့ပတ်သက်ပြီး legal ဖြစ်အောင်ကျွန်တော်တို့အကုန်လုံးစူးစမ်းပြီးလုပ်ခဲ့ရပါတယ်ဒါကတော့ကျွန်တော်တို့ဆောင်ရွက်ခဲ့တဲ့အပိုင်းဆရာမမေးတဲ့ဟာကိုကျွန်တော်တို့ပြောရတာအခုကျွန်တော်တို့ PLB journey ပေါ့နော်ဆရာမကုဏကပြောတဲ့ PLB ကျွန်တော်တို့ရဲ့တက်တန်းက4လရှိသွားပြီပေါ့နော်ဒီ4လအတွင်းမှာဒီ YSH တို့ SCCN တို့ကလိုအပ်ချက်တွေနဲ့ကိုက်ညီအောင်ရဲ့ကျွန်တော်တို့အနေနဲ့အတတ်နိုင်ဆုံးစူးစမ်းပြီးတော့ကျွန်တော်တို့ကလိုက်လုပ်နေတာပဲလေYSX ဆိုလို့ရှိရင်အခုကျွန်တော်သိတာဟိုတစ်ပတ်ကကျွန်တော်တို့ BOD meeting ထိုင်တော့ YSX ကလာပြီးတော့ knowledge sharing program လေးတွေလေနှစ်ကြိမ်ရှိသွားပြီထင်တယ်ကျွန်တော်မှတ်ရသူတို့ကျွန်တော်ပြောတာဆိုရင်လေပထမတစ်ကြိမ်ကဟို January လာထဲမှာလာမသိအဲဒီတော့ကတော့ကျွန်တော်တို့အဲဒီ dividend တွေခွဲဖို့ကိစ္စနဲ့နော်ဟိုကျွန်တော်တို့ annual meeting နဲ့ပတ်သက်ပြီးတော့ knowledge sharing တွေနော်ဒါလေးတွေပို့ပြီးတိုးတက်အောင်ဘယ်လိုလုပ်တင်လဲဆိုတော့ knowledge sharing လေးလာလုပ်သွားတာလေးတွေရှိတယ်နောက်အခုပြီးခဲ့တဲ့ဖေဖော်ဝါရီလထဲမှာလည်းတစ်ခါလေနော် insider trading တွေမဖြစ်အောင်လားမသိဟုတ်လားမသိဆရာမတို့လာပြီးတော့ကျွန်တော် knowledge sharing တွေလုပ်သွားတဲ့ဟာလေးတွေဒါတွေကဘာပဲပြောနေနေ journey to the ခုနပြော PLB ပဲပြောကိုကတော့ walking in the PLB platform ပဲပြောပေါ့နော်အဲ့ဒီအတွင်းမှာတော့ဒီ YSH ရဲ့ကျွန်တော်တို့ပူပေါင်းပြီးတော့ကျွန်တော်တို့ကူညီတဲ့ဟာလေးတွေကကျွန်တော်တို့အတွက်အများကြီးအကျိုးရှိပါတယ်ကျွန်တော်တို့တွေ့ကြုံရတဲ့လာကျွန်တော်တို့အနေနဲ့ဆိုလဲတခုကျွန်တော်တို့လိုအပ်ချက်ရှိလို့နားမလဲလဲကျွန်တော်တို့ CV security မေးတယ်ပြီးရင်ကျွန်တော်တို့ YSA ကိုကျွန်တော်တို့စီက stability သွားမေးခိုင်းတယ်အဲ့လိုနဲ့သွားတဲ့အတွက်အခက်အခဲရလို့တော့အခုချိန်ထိပေါ့နော် within 4 months အခက်အခဲရလို့ကျွန်တော်တို့တိတာမရှိပါဘူးเนาะဟိုတို့တော်ညာလဲဟို challenge တွေမရှိဘူးလားဆိုတော့ကျွန်တော်တို့အနေနဲ့ကဘာပဲပြောနေကိုကကောင်းတဲ့လမ်းကိုရှောက်ချင်ရင်တော့
challenge ရကတော့ကျွန်တော်ပြောင်းလဲမှုလေးတွေတော့တိုးတက်အောင်ကျွန်တော်တို့လုပ်ကြရတာပဲလေအဲ့တော့အဲ့ဒါလေးတွေတော့ကျွန်တော်တို့လုပ်ကြပါတယ် SCCN ကဆရာမပြောသလိုပဲကျွန်တော်တို့ရခုနကပြောသလိုပေါ့ optimum floating share လေးဖြစ်အောင်နောက်ခုကျွန်တော်တို့လက်လောကြည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ share price တွေကလေ compare to the others ပေါ့နော်ဟိုတန်တဲ့လူတွေနဲ့နှိုင်းရှင်အလေးတ high ပေါ့နော်နည်းနည်းကျွန်တော်တို့ကမြင့်နေတဲ့ဟာလေးတွေကိုကျွန်တော်တို့လည်းသတိထားမိပါတယ်ဒါလည်းကျွန်တော်တို့ဘာပဲပြောနေနေအတွေ့အကြုံပဲလေအဲ့ဒီအတွေ့အကြုံကိုဒါလေးကိုလည်းကျွန်တော်တို့အများပြည်သူဝယ်နိုင်အောင်ကျွန်တော်တို့ရည်ရွယ်တာကအများပြည်သူရဲ့ share အင်အားကိုလိုချင်တာကိုအဲ့တော့အဲ့ဒီဟာလေးတွေကိုကျွန်တော်တို့အနေနဲ့လည်းအတတ်နိုင်ဆုံးကျွန်တော်တို့စဉ်းစားပြီးတော့ဆောင်ရွက်သွားဖို့ရှိပါတယ် floating share လည်းဒီ optimum ဖြစ်အောင်လေအဲ့ဒါခုနကဟိုဆရာမဟိုဆွေးနွေးတဲ့မှာကျွန်တော်တို့အနေနဲ့ဒါအသိပညာရပါတယ်ဒါလည်းလုံးတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလည်းကျွန်တော်တို့ BOD မှာဆွေးနွေးပြီးတဲ့အခါမှာကျွန်တော်တို့ဒါလေးတွေလည်းကျွန်တော်တို့လှုပ်သွားမှာအဓိကတော့အများဝယ်နိုင်အောင်ပေါ့လေဒါတော့ဒီကိုကျုပ်ကျွန်တော်တို့အချုပ်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ចောင်းစာလှုပ်တဲ့ကလေးလို့ပေါ့ SCCN နဲ့ Civil Security ကပေးတဲ့ចောင်းစာကိုမှန်မှန်လှုပ်သွားရင်တော့လေကျွန်တော်တို့အနေနဲ့ဆရာမမေးတဲ့အခက်အခဲတို့ဘာလို့ဆိုတာကအတတ်နိုင်ဆုံးနည်းမှာပေါ့ကြော်လွှမ်းမှာပေါ့အဲ့တော့ကျွန်တော်တို့ကတော့ဘာပဲပြောနေကိုလျှောက်ရှင်တဲ့လမ်းက main boat လေအဲ့တော့ main boat ကိုလျှောက်တဲ့လမ်းရောက်အောင်တော့အဲ့ဒါ leading tomorrow ပေါ့နော်ဆရာမရဲ့ဟို panel discussion ဆိုရင်တော့အဲ့ဒီသွားတဲ့ဟာလမ်းကိုကျွန်တော်တို့ကတော့ရောက်အောင်ဘာပဲပြောနေကျွန်တော်တို့အနေနဲ့ကတော့ပူးပေါင်းပြီးတော့ကျွန်တော်တို့ဆောင်ရွက်ပေးပါမယ်။နောက်ကျွန်တော်တို့က YSA နဲ့ခုနကလို sharing program knowledge sharing program လေးတွေလည်းကျွန်တော်တို့လူအပ်ချက်လေးတွေကိုအဲ့ဒါလေးတွေကိုကျွန်တော်တို့ရဲ့ဝန်ထမ်းတွေပေါ့ even ကျွန်တော်တို့ BOD တွေကိုရော knowledge sharing လေးတွေဟိုဆရာမတို့ချိန်ပေးနိုင်ကြိုးစားပြီးတော့ကျွန်တော်တို့ကူညီပေးပါလို့เนาะဒါကျွန်တော်အနေနဲ့မြစ်တဲ့အခါမှာကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ပါ